အားလုံးပဲမင်္ဂလာပါ19ရက်6လ2026မနေ့ည4နှစ်ချင်းပါ4နှစ်ချင်းပฏิပတ်ချင်တယ်ပါပฏิပတ်လို့ရပါတယ်4နှစ်ချင်း4နှစ်ပฏิ4တင်4 6 4နှစ်4ခွန်2တင်2 6 2နှစ်2ခွန်4တင်နဲ့2 6နဲ့ main over ဒီအတွက်ချိန်က4နှစ်ချိန်မှာကီးက1 6 2ခွန်ကီးဖြစ်ပါတယ်ရှင်း2ရက်ကချင်းကြီးတွေပဲထိသွားပါချင်းတွေမထိဘူးဖြစ်နေပါတယ်ထို့မမသမားတွေရောဒီ free channel ကသမားတွေရောအားလုံးဒီနေ့ပေါက်ပါမယ်အားလုံးပဲ channel လေးကို like and subscribe လုပ်ပြီးတော့ share ပေးကြပါဦးကျေးဇူးအများကြီးတင်ပါတယ်